အားလုံးပဲမင်္ဂလာပါရှင်ချင်းဒီနေ့အားလုံးကို view လှလှလေးနေရာတစ်ခုကိုခေါ်သွားပါမယ်အဲ့နေရာရဲ့နာမည်ကအင်းဟေတုံဖြစ်ပါတယ်ရေတခွန်ကိုရောက်ဖို့လေကားထစ်ပေါင်း488ထစ်တန်ပါမယ်အချိန်အားဖြင့်15မိနစ်လောက်ကြာပါတယ်အစပိုင်းမှာတော့လှတပတလေးနဲ့တက်နိုင်ပြီမယ်လမ်းတစ်ဝက်မှာစပြီးတော့မောပြီးခြေလေးစားလာပါတယ်အဲ့လိုနဲ့ပဲနားလိုက်တက်လိုက်လုံရင်းနဲ့ရေတခွန်လှလှလေးကိုတွေ့ရပါတော့မယ်终于到目的地了。我来着。ဒီနေရာလေးကအရန်လှပြီးအရန်လေးအေးချမ်းပါတယ်ဗီဒီယိုကိုကြိုက်တဲ့ဆိုရင်လည်း like and share လုပ်ဖို့မမေ့နဲ့နော်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ် bye bye